အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဝိုင်းဘက်မှာမောင်းလောင်းနေကြတဲ့ညီကိုတွေမဖြစ်မနေယူထားတဲ့ hyper ပုံးအကြောင်းတွေကိုကျွန်တော်ပြောပြပေးပါမှာဖြစ်ပါတယ် hyper ပုံးဆိုတာဘာလဲပေါ့နော်ဘယ်လိုယူရမလဲဘယ်လိုလောင်းရမလဲဘာတွေရှောင်ရမလဲဘုံကဘယ်လိုရတာလဲအစရှိရတယ်ပေါ့နော်ကျွန်တော်ပြပြပေးပါမယ်ဗျ hyper ပုံးဆိုတာပေါ့နော်မောင်းအောင်ရင်ကျွန်တော်တို့ 5% ကနေပြီးတော့ 250% အထိအပိုထက်ရတာပါဗျသူတို့အပိုထက်ပေးတာအဲ့လိုသဘောဗျအဲ့ဒါကိုရဖို့အတွက်ဆိုရင်ကျွန်တော်တို့ပထမဆုံးဖုန်းနံပါတ်ဖြည့်ထားရမယ်ဗျဒါကတော့ဝိုင်းဘက်မှာလောင်းနေကြသူတွေဆိုရင်တော့တည်တယ်ဗျ personal profile ဖြည့်ထားရမယ်အဲ့ဖုန်းနံပါတ်ဖြည့်ထားရမယ် email ဖြည့်ထားရမယ်ဗျအဲ့ဒါ hyper ဘုံဘယ်လိုရအောင်လဲဆိုရင်တော့ပထမဆုံးကျွန်တော်ဒီ menu တွေကိုတွားပေးရမယ်ဗျပြီးရင်တော့ဒီအားသားတွေကိုတွားပေးရမယ်ဗျဒီမှာ promotion ဆိုတာရှိတယ်ဗျအဲ့ဒါကိုဝင်ပြီးလိုက်ဗျပြီးရင်ဒီမှာဒီ popular မှာဒီ all လေးကိုနှိပ်ပြီးလိုက်အောက်လေးကိုကျွန်တော်နည်းနည်းဆွဲပြီးတော့ရှာလိုက်ဗျဒီမှာ hyper ဘုံဆိုတာဟာလေးရှိရဗျအဲ့လေးတွေကိုဝင်လိုက်ဗျပြီးရင်မှာ do you want ဆိုတာရှိရဗျအဲ့မှာကျွန်တော် yes လေးကိုနှိပ်လိုက်လို့ရှိရင်အဲ့လေးကိုနှိပ်ထားလို့ရှိရင်ရပြီဗျကဲဒါဆိုရင်တော့ကျွန်တော်ဒါ hyper ဘုံလေး active ဖြစ်သွားပြီပေါ့နော်ဒါဆို hyper ဘုံရအောင်ဘယ်လိုလောင်းရမလဲဆိုတာလေးကိုဆက်ပြောပြပေးမယ်ဗျဒီမှာစီကန်းချက်တွေရောရှိရပါတော့ဟိုကနံပါတ်1စီကန်းချက်ကတော့4တင်းမောင်းဖြစ်ရမယ်ဗျဟိုကိုက1တင်း2တင်း3တင်းနဲ့တွဲလို့မရဘူးအနည်းဆုံးမောင်းစတွဲမယ်ဆိုရင်4တင်းလေးတော့တွဲပေးရမယ်ဗျ4တင်းကနေပြီးတော့ဒီမှာသူပြတာ25တင်းကြီးရဲ့ဘုံလေးတွေပဲရတယ်ဗျ4တင်းမောင်းအောင်ရင် 5% 5တင်းမောင်းအောင်ရင် 10% 6တင်းမောင်းအောင်ရင် 15% 9တင်းမောင်းအောင်ရင် 20% အဲ့လိုမျိုးပဲသူကရတယ်ဗျကိုကေလို့မောင်းလောင်းလို့နိုင်သွားတဲ့ငွေရဲ့နောက်ကပါစင်ရဒီတိုင်းတက်သူတို့ကဘုံအနေနဲ့လက်ဆောင်ထပ်ပေးရဗျဥမာ4တင်းမောင်းအောင်လို့4တင်းမောင်းအောင်လို့ကျွန်တော်တို့က1000ရမယ်ဆိုရင်1000ရဲ့ 5% 900ပေါ့နော်အဲ့လိုကျွန်တော်ထပ်ရတယ်ဗျအဲ့လိုပေါ့ကိုကတွဲတဲ့မောင်းလေးတွေဥမာ10တင်းမောင်းလောက်အောင်လို့ရှင်သူက 40% ဆိုတော့ကျွန်တော်တို့10တင်းမောင်းအောင်ရမယ်ငွေရလဲမနေသလိုသူတို့ရဲ့ပြန်ရမယ် percent ရဲ့ပတ်စံနဲ့မနေဘူးဗျဒါကကိုယ့်ဘက်ကအရင်နီးဆိုင်ထုတ်စရာမလိုဘူးဗျရင်းနှီးဆိုင်တာမလိုဘဲနဲ့တို့မောင်းအောင်ဝိုင်းုံနဲ့တက်အပူထက်ရတာပေါ့ဗျာဒီတိုင်းကိုမောင်းအောင်လို့ရတဲ့ငွေထက်ကိုကျွန်တော်တို့အပူထက်ရပါဗျာဒီဟာလေးဖွင့်ပေးတာနော်ဒါပေမဲ့သူ့မှာလောင်းဖို့အတွက်စီကန်းချက်လေးတော့ရှိရဲတမောက်ဆုံးစီကန်းချက်အဲ့ဒီ၄တင်းမောင်းဖြစ်ရမယ်နောက်တစ်ချက်ကတော့သူကစား 1.2 အထက်ရှိတဲ့ဟာလေးလောင်းပေးရမယ်ဗျအဲ့ဒါဘယ်လိုလဲဆိုတော့ကျွန်တော်ဒီမှာဒီအာဆင်နယ်နဲ့ပြန်ဖို့ပွဲဆိုရင်ကျွန်တော်တို့အာဆင်နယ်အနိုင်ကိုကျွန်တော်ထည့်မယ်ဆိုရင်မောင်းထဲမှာကျွန်တော်ထည့်လိုက်မယ်ဆိုရင်သူကစား 1.4 ရှိရဗျအဲ့လိုပေါ့နော်ဒါပေမဲ့သူက 1.2 တဲ့အောက်ကြလို့မရဘူးဗျ 1.4 အထက်ဆိုကိုယ်ကကြက်တက်လောက်လောင်းလို့ရတယ်အဲ့လိုပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော်တို့ total လောင်းလို့မရဘူးဗျဒီလို total လောင်းလို့မရပါဘူးဒီ total လောင်းလို့မရဘူး total မှာသူဒီ Asian total ပါတယ်ဒီမှာ total 1 total 2အဲ့ဒါလောင်းလို့မရပါဘူးနောက်တစ်ချက်ကျွန်တော် handicap လောင်းလို့မရပါဘူးဒီမှာ handicap ဆိုတဲ့တူတူပဲဒီ handicap တွေကဒီရဲ့ဟာလောင်းလို့မရပါဘူးဒီ Asian handicap လည်းလောင်းလို့မရပါဘူးဒီမှာ body လောင်းလို့ရမယ်potent to score တွေလောင်းလို့ရမယ်တပည့်ချမ်းတွေလောင်းလို့ရမယ်ကျွန်တော်ခုနကပြောတဲ့ total handicap လောင်းလို့မရပါဘူးနောက်ပြီးတော့ refund ပြန်ရမယ်မောင်းတွေသူကအကျုံးမဝင်ဘူးဗျကိုမောင်းမှာက refund ရသွားတဲ့ဟာဆိုသူအဲ့မောင်းတွေသူကဆိုရင်တော့အကျုံးမဝင်ဘူးနောက်တစ်ခုကမောင်းတွေကိုရောင်းလို့မရဘူးဗျရောင်းလိုက်တဲ့မောင်းတွေဆိုရင်လည်းအကျုံးမဝင်ဘူးဥပမာကိုတင်းအောင်ဝိုင်းပေါ့နော်တတင်းမဲ့ကြံတော့လို့အဲ့မောင်းရောင်းလိုက်တယ်ဆိုရင်မရပါဘူးအဲ့လိုမောင်းလို့မရဘူးနောက်တစ်ခုက promo code နဲ့တောင်းလို့မရဘူးသူအဲ့ဒါလေးပဲဗျစီကန်းကျတော့အများကြီးမရှိဘူးပထမဆုံးတစ်ချက်၄တင်းမောင်းဖြစ်ရမယ်အနည်းဆုံး၄တင်းရနေကျုံ25တင်းတီတွဲလို့ရတယ်နောက်တစ်ချက်စားကို 1.2 အထက်ရှိရဟာကိုလောင်းရမယ်နောက်တစ်ချက် total လောင်းလို့မရပါဘူးနောက်တစ်ချက် handicap လောင်းလို့မရပါဘူးနောက်တစ်ချက်မောင်းတွေရောင်းလို့မရပါဘူးနောက်တစ်ချက် refund ရတဲ့မောင်းတွေဆိုရင်အကျုံးမဝင်ပါဘူးနောက်တစ်ချက် promo code နဲ့လောင်းလို့မရပါဘူးအဲ့ဒါလေးပါပဲဗျသူကအများကြီးတော့မရှိပါဘူးဒါကတော့ကျွန်တော်တို့က hyper ဘုံလေးအကြောင်းပေါ့နော်မောင်းလောင်းတဲ့လူတိုင်းတို့ဒီလေးဖွင့်လာတင်တယ်ဗျကိုယ့်ဘက်ကအရင်ကြီးမှမလို့လားကိုကဲလို့မောင်းအောင်ရင်အပိုတောင်ထက်ရနိုင်မယ်ဥစ္စာဒီတိုင်းလေးမောင်းနေအောင်ပါတယ်အားသားတို့တို့ဒီဗီဒီယိုလေးရဆိုရင်တော့ဒီလောက်ပါပဲနော်ဝိုင်းပတ်နဲ့ပတ်သက်ပြီးသိချင်တာတွေပဲဖြစ်ဖြစ်ဝိုင်းပတ်မှာငွေသွင်းထုတ်လုပ်ဖို့ agent ရှာနေရပဲဖြစ်ဖြစ်နော်ဒီမှာ description မှာပေးရတဲ့ကျွန်တော်ရဲ့ Telegram Viber ကနေပြီးတော့အမနာတန်လာမေးလို့ရတယ်ဗျကျွန်တော်တိတလောက်တော့ကျွန်တော်အကုန်ပြန်ပြောပြပေးပါမယ်
ကဲနောက်ကလည်းကျွန်တော်ဒီ one band နဲ့ပတ်သက်တဲ့ဗီဒီယိုကြီးတင်ပြမှဖြစ်တဲ့အတွက် channel လေးကိုလည်း subscribe လုပ်ခဲ့ဖို့ပြီးတော့ဗီဒီယိုလေးကိုလည်း like လေးပြီးခဲ့ဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်အားလုံးပဲကံကောင်းကြပါစေဗျ